ကြုံရင်တမားရဲမှာလူလာတိုင်းတမီးမီနဲ့အဝေးရောက်နေတဲ့သားတယောက်အတွဲရတဲ့ငယ်မအေးတဲ့မွေးမမေရဲ့လွမ်းအားနဲ့ပူပင်ငါတပွားပွားပြောရင်ကြွယ်ပါဆောင်တီးစကားလိုပဲအတိကတဲ့သားဇွတ်ရနိုင်မိဘစကားပဲရှာလို့ဒုက္ခရောက်တာကိုယ်တွေပဲမို့သာမိုက်တီးနာလေခဲ့တီရာရဲ့ကြီးတပေါက်ချမိဘတိုင်းစိတ်အေးချမ်းမြတွေးပိုက်ခြင်းမဲ့သာအလားရဲ့